HSK ဆိုတာဘာလဲ HSKK ဆိုတာကတော့ဘာလဲ Hi အားလုံးပဲမင်္ဂလာပါ US Chinese Diploma ကျလိုက်ပါတယ်ဒီနေ့မှာတော့汉语水平考试ဆိုတဲ့ HSK exam နဲ့ပတ်သက်တဲ့အကြောင်းကို share လုပ်ပြမှာဖြစ်ပါတယ် HSK 汉语水平考试ဆိုတာက Mandarin level exam တစ်ခုဖြစ်ပါတယ်သူကတရုတ်နိုင်ငံကထုတ်ပြန်ထားတဲ့Mother language မဟုတ်တဲ့လူတွေအတွက်တရုတ်စာစစ်ဆေးတဲ့ exam test လေးတစ်ခုဖြစ်ပါတယ်။ဒီမှာဆိုလို့ရှိရင် HSK 1ကနေ6ဆိုပြီးတော့မှ level 6ခုရှိပါတယ်။ Basic အနေနဲ့ဆိုလို့ရှိရင် HSK 1 2 Intermediate level အနေနဲ့ဆိုလို့ရှိရင် HSK 3 4နဲ့ Advanced level အနေနဲ့ဆိုလို့ရှိရင် HSK 5 6ဆိုပြီးတော့မှ level 6ခုရှိပါတယ်။2021ခုနှစ်မှာဆိုလို့ရှိရင်တော့ HSK 7 8 9ဆိုပြီးတော့မှထွက်ပေါ်လာပါတယ်။အဲဆို HSK exam မှာဘာတွေဖြေဆိုရတာလဲ။ HSK exam မှာဆိုလို့ရှိရင် HSKK ဆိုပြီးတော့မှနှစ်ပိုင်းဖြေဆိုရပါဖြစ်ပါတယ်။ HSK ဆိုတာကကြတော့笔试ဆိုတဲ့ရေးဖြေလေးဖြစ်ပါတယ်။ HSKK ဆိုတာကကြတော့口试ဆိုတဲ့ speaking ဘိုင်းကိုဖြေရတာဖြစ်ပါတယ်။ HSKK ဆိုတာက汉语水平口语考试သူကကြတော့ Mandarin level spoken language exam ဖြစ်ပါတယ် speaking ဘိုင်းကိုစစ်ဆေးတဲ့ test လေးဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်အပိုင်း၃ပိုင်းခွဲထားပါတယ် HSKK 初级 HSKK 中级နဲ့ HSKK 高级ဆိုပြီးတော့မှခွဲထားပါတယ်ဒါဆို HSKK နှစ်ခုလုံးကိုဖြည့်ဆို့ဖို့လိုအပ်လားလိုအပ်ပါတယ်နှစ်ခုလုံးကိုဖြည့်ဆို့ရမှာဖြစ်ပါတယ် HSK နေနဲ့ဆိုလို့ရှိရင်ဒီမှာ HSK level 1နဲ့ level 2ဆိုလို့ရှိရင်听读ဆိုတဲ့ listening နဲ့ reading ကိုဖြည့်ဆို့ရမှာဖြစ်ပြီးတော့မှ HSK level 3ကနေ60ကကြတော့听读写ဆိုတဲ့ listening reading writing သုံးမျိုးကိုဖြည့်ဆို့ရမှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင် HSK level 1မှာဆိုလို့ရှိရင်ဘာတွေဖြေရမလဲဆိုတော့သူက listening နဲ့ reading ဘိုင်းဖြစ်ပါတယ်အပုပ်ရည်တင်တဲ့ဆိုလို့ရှိရင်အပုပ်40ရှိပြီးတော့မှခန့်မှန်းကြာချိန်ကတော့မိနစ်35မိနစ်ဖြစ်ပါတယ် level 2မှာဆိုလို့ရှိရင်လည်းအတူတူပါပဲထင်းလီနဲ့ရွေတူဆိုပြီးတော့မှအပုပ်ရည်60ရှိပြီးကြာချိန်ကတော့မိနစ်50ခန့်ဖြစ်ပါတယ်level 3မှာဆိုလို့ရှိရင်တော့၃ပိုင်းဖြည့်ဆို့ရပါမယ်听力阅读书写ဆိုတဲ့ဟာအပုပ်ရည်အတွက်အနေနဲ့ဆိုလို့ရှိရင်80ရှိပြီးတော့မှ85မိနစ်ကြာချိန်ဖြစ်ပါတယ် level 4အနေနဲ့ဆိုလို့ရှိရင်အပုပ်ရည်အတွက်100ရှိပြီးကြာချိန်က100ဖြစ်ပါတယ် HSK 5မှာဆိုလို့ရှိရင်လည်းအပုပ်ရည်100ရှိပြီးတော့မှကြာချိန်ကတော့မိနစ်120ဖြစ်ပါတယ်level 6မှာဆိုလို့ရှိရင်ကျတော့အပုပ်ရည်100တပုတ်ရှိပြီးတော့မှကြာချိန်135မိနစ်ဖြစ်ပါတယ်အဲ့ဆိုရင် HSKK ပါဆိုလို့ရှိရင်ကြတော့သူက business အနေနဲ့3ပိုင်းဖြည့်ဆို့ရပါတယ်အပုပ်ရေးအတွက်28ပုတ်ရှိပြီးတော့မှကြာချိန်ကတော့73မိနစ်ဖြစ်ပါတယ် HSKK intermediate level မှာဆိုလို့ရှိရင်လည်း3ပိုင်းဖြည့်ဆို့ရပြီးတော့မှအပုပ်ရေးအတွက်14ပုံနဲ့ကြာချိန်ကတော့73မိနစ်ဖြစ်ပါတယ် advanced level မှာဆိုလို့ရှိရင်တော့3ပိုင်းရှိပြီးတော့မှအပုပ်ရေးအတွက်6ပုံနဲ့ကြာချိန်ကတော့15မိနစ်ဖြစ်ပါတယ်ဒါဆိုHSK နဲ့ HSKK ရဲ့ result ကကြတော့အမှတ်ပြည့်အနေနဲ့အမှတ်100ပြီးပြီးတော့မှအောင်မှတ်အနေနဲ့ကတော့အမှတ်60နဲ့60အထက်ဖြစ်ပါတယ်။ဒါဆိုလို့ရှိရင်ကိုကဖုန်းလေးတင်လိုက်ပြီးဖြည့်ဆိုလိုက်ပြီးကိုယ့်ရဲ့အောင်လက်မှတ်လေးရခဲ့ပြီဆိုလို့ရှိရင်ဒီရဲ့အောင်လက်မှတ်ကတက်တာပြီးသွားပြီလားဆိုလို့ရှိရင်မဟုတ်ပါဘူး။ကိုဖြည့်ဆိုတဲ့နေ့ကစပြီးတော့မှနှစ်အတွင်းအကျုံးဝင်ပါတယ်။နှစ်ကျော်လွန်သွားပြီဆိုလို့ရှိရင်တော့ဒီရဲ့အောင်လက်မှတ်ကအကျုံးမဝင်တော့ပါဘူးပြီးတော့အမှတ်60နဲ့60အထက်ကဒါအောင်တဲ့အမှတ်လေးဖြစ်ပါတယ်ဒါလေးကိုမှတ်သားထားမှာဖြစ်ပါတယ်ကဲဒါလေးကတော့အခြေခံတည်တင်ထားတဲ့ HSK နဲ့ HSKK အကြောင်းအရာလေးဖြစ်ပါတယ်ဒါဆိုကိုကဖြည့်ဆိုပြီးဆိုလို့ရှိရင်တတိထားမယ့်အချက်လက်လေးက answer sheet နဲ့အကြောင်းလေးဖြစ်ပါတယ် answer sheet မှာဆိုလို့ရှိရင်ကိုရဲ့ဇာတ်မွေးနဲ့ပတ်သက်တဲ့အချက်လက်တွေကိုထည့်ရပါတယ်ကိုရဲ့ personal information တချို့တစ်ဝက်ကိုထည့်ရပါတယ်ပြီးတော့နောက်တစ်ခုကကြတော့ 2B ဆိုတဲ့ canon ကိုပဲအသုံးပြုခွင့်ရှိပါမယ်ဒီမှာဆိုလို့ရှိရင်ဒါလေးက answer sheet ဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်ဖြည့်ဆိုရမှာကရှိမင်းဆိုတဲ့ name in English
ပြီးတော့中文姓名 naming Chinese ပြီးလို့ရှိရင်အောက်မှာကျတော့ candidate serial number ကိုဖြည့်ပေးရမှာဖြစ်ပါတယ်ဒါကတော့စာမေးပွဲ form တင်ပြီးတော့မှကြားလာပြီးအချိန်မှာဒီရဲ့အချက်လက်တွေအတိုင်းဖြည့်ပေးရမှာဖြစ်ပါတယ်နောက်တစ်ခုကကျတော့ nationality ခုတ်ကိုဖြည့်ပေးရပါမယ်ပြီးတော့ကိုယ့်ရဲ့အသက်ကိုယ့်ရဲ့ gender နောက်ဆုံးတစ်ခုကကြတော့ tag site code ဆိုတဲ့ဟာလေးတွေဖြည့်ပေးရမှာဖြစ်ပါတယ်ဒီအတွက်ဆောင်းမွေးမစားခင်မှာ9မိနစ်ဖြည့်ခွင့်အချိန်ပေးမှာပါပြီးရင်ဆောင်းမွေးခန်းဆောင်တဲ့ဆရာဆရာမတွေကလည်းစစ်ဆေးပေးမှာဖြစ်တဲ့အတွက်ကြောင့်မလို့စိတ်ပူစရာအကြောင်းမရှိပါဘူးကဲအားဆိုလို့ရှိရင်ဒါလေးတွေကတော့ HSK ဖြည့်ဆိုတာမှာတည်ထားတဲ့အခြေခံကြောင်းအရာလေးတွေဖြစ်ပါတယ်အားလုံးပဲအကျိုးရှိမယ်လို့မျှော်လင့်မိပါတယ်အားဆိုလို့ရှိရင်နောက်ဗီဒီယိုတွေမှာဆက်တွေ့ကြအောင် bye bye